ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျတော့ကျွန်မကက်ကော့ပန်းလေးကိုထိုးပြမယ်ပေါ့နော်ကက်ကော့ပန်းလေးကိုထိုးပြဖို့အတွက်အဝါရောင်မိတ်ကော့တော့5 bright ရဲ့အဖြူရောင်မိတ်ကော့တော့5 bright ရဲ့အဆိုင်ကားဆိုတဲ့နံပါတ်2ကိုပဲအသုံးပြထားတယ်ပေါ့နော်ခြေလေးကို magic ring လေးအရင်ဆုံးလုပ်ပါမယ် magic ring လေးလုပ်ဖို့အတွက်အဲ့ဒါဆိုရင်အဲ့ဒီတဲမှာအခါကိုထိုးပါမယ်တဲ့နဲ့တော့လေးအဲ့ဒါဆိုရင်တိုင်တုံးလေး9ခါရလာပြီဆိုရင်ကျမတို့ကျတော့ဒီကျိုးစာလေးကိုဆွဲကြည့်လိုက်မယ်ပေါ့နော်ကျမတို့အရင်တော့ကျတော့ရှက်ကွန်လေးနဲ့ပြန်ချိတ်တယ်ပေါ့နော်ဒီတစ်ခါကျတော့ရှက်ကွန်လေးနဲ့မချိတ်ပါဘူးတခါတည်းနောက်ထပ်ဆက်ထိုးသွားပါမယ်နောက်ထပ်တိုင်တူတစ်ပေါက်မှာနောက်ထပ်တိုင်တူ2ခါဆက်ထိုးသွားမယ်ပေါ့နော်တစ်ခါ2ခါဒီဆိုရင်နောက်ထပ်တစ်ပေါက်မှာတစ်ခါ2ခါနောက်ထပ်တစ်ခါ2ခါဟုတ်တစ်ခါ2ခါရပြီပေါ့နော်တိုင်တိုလေး30ရပြီဆိုရင်နောက်ထပ်ဒီ10ခုကိုပဲတိုင်တိုဆိုင်တို့10တိုင်ကိုပဲနောက်ထပ်2 V နဲ့သွားမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီတိုင်တိုတစ်ပေါက်မှာနောက်ထပ်တိုင်တို2ခါနဲ့ပြန်သွားပါမယ်ရှက်ကွန်နဲ့မချိတ်ဘူးနော်ရှက်ကွန်နဲ့မချိတ်ဘဲနဲ့အဲ့ဒီတိုင်တိုတက်မှာပဲနောက်ထပ်တိုင်တို2ခါဆက်ထိုးပါမယ်ဒီခါဒီတော့ဒီငါ6ရပြီနော်တိုင်တိုလေးအခါ20ရပြီဆိုရင်သူ့ကိုခဏလေးဒီ20ဒီခွင်းလေးထွက်နေတဲ့ဟာလေးကိုကျမတို့ကကြတော့နည်းနည်းလေးပြန်ဖြုတ်လိုက်မယ်ပေါ့နော်ဒီလိုလေးပြန်ဖြုတ်ပါပြီးရင်ဒီလိုမျိုးရှိနေတာလေးကိုအဖြူရောက်ကျိုးလေးနဲ့လှမ်းပြီးတော့ဆက်ပါမယ်ကျိုးလေးကိုလာပြီးတော့ဆက်ပါဆက်ထိုးပါဒီနဲ့တော့လေးခြေလေးခါထိုးပြီးပြီဆိုရင်ဒီမှာကြည့်မယ်နော်4ခွက်လေး5ခွက်မြောက်မှာရှက်ကော်လေးနဲ့ဆက်ပြီးရင်နောက်တစ်ခါရှက်ကော်လေးနဲ့ဆက်ပြီးရင်နောက်တစ်ခါခြေလေးခါတဲ့နဲ့တော့လေးခြေလေးခါပြီးပြီဆိုရင်5ခွက်မြောက်ကိုပြန်သွားမယ်တဲ့နဲ့တော့လေး5ခွက်မြောက်ကိုပြန်သွားပြီးရင်ရှက်ကော်လေးနဲ့ပြန်ဆက်ပါပြီးရင်ရှက်ကော်လေးနဲ့ပြန်ဆက်ပြီးပြီဆိုရင်နောက်ထပ်ခြေလေးခါဆက်ထိုးပါတဲ့နဲ့တော့လေးခြေလေးခါထိုးပြီးပြီဆိုရင်5ခွက်မြောက်မှာရှက်ကော်လေးနဲ့ဆက်ပါမယ်တဲ့နဲ့တော့လေးဒီလိုပုံစံလေးရလာတာကိုဒီမှာရှက်ကော်လေးနဲ့ဆက်ပြီးပြီဆိုရင်ပေါ့နော်ဒီမလှတဲ့ဘက်ကိုလှည့်မယ်မလှတဲ့ဘက်တိုင်တိုလေးတစ်ခါထိုးပါမယ်တိုင်တိုလေးတစ်ခါထိုးမယ်ပြီးရင်ခြေ2ခါတက်ပါမယ်တဲ့နှစ်ခြေ2ခါတက်ပြီးပြီဆိုရင်2ရက်တဲ့တိုင်10ခါထိုးမယ်ပေါ့နော်ဒီတစ်ခါရင်မယ်နောက်ထပ်တစ်ခါရင်မယ်ပြီးတော့မှ2ရက်တဲ့တိုင်လေးကို10ခါပြောက်ထိုးသွားပါတစ်ခါဖြုတ်နောက်ထပ်တစ်ခါဖြုတ်နောက်ထပ်တစ်ခါဖြုတ်ပါနောက်ထပ်2ရက်တဲ့တိုင်ထိုးဖို့အတွက်အမှကျိုး2ခါရင်မယ်တစ်ခါ2ခါ3ခါနောက်တစ်ခါ2ရက်တဲ့တိုင်တဲ့နဲ့တော့နောက်ထပ်2ရက်တဲ့တိုင်ဒီလိုမျိုး2ရက်တဲ့တိုင်လေးကိုစုစုပေါင်း10ခါထိုးသွားပါမယ်ကိုစုစုပေါင်း2ရက်တဲ့တိုင်လေး10ခါပြီးပြီဆိုရင်နောက်ထပ်ခြေလေး2ခါဆက်ထိုးမယ်ပေါ့နော်တဲ့နှစ်ပြီးရင်ဒီအပေါက်ထဲမှာပဲเนาะဒီအပေါက်ထဲမှာပဲရှက်ကော်လေးနဲ့ဆက်ပါမယ်ရှက်ကော်လေးနဲ့ဆက်ပါရှက်ကော်လေးနဲ့ဆက်ပြီးတော့တိုင်တိုလေးနဲ့ချိတ်ပါမယ်တိုင်တိုလေးနဲ့ချိတ်ပြီးတော့
ခြေနှစ်ခါ1 2ပြီးရင်2ရက်တင်တိုင်လေးကိုစုစုပေါင်း10ခါထိုးသွားပါ1 2ဒါ2ရက်တင်တိုင်လေးနင်းတင်တိုင်လေး10ခါပြီးပြီဆိုရင်ခြေနှစ်ခါဆက်ထိုးမယ်1 2ပြီးရင်ဒီတစ်ပေါက်ထဲမှာပဲရှက်ကော်လေးနဲ့လှမ်းချိတ်ပါဒီတစ်ပေါက်ထဲမှာရှက်ကော်လေးနဲ့လှမ်းချိတ်ပါပြီးရင်နောက်ထပ်တစ်ပေါက်ကိုသွားဖို့အတွက်တိုင်တိုလေးနဲ့ချိတ်ပါမယ်တိုင်တိုတစ်ခါချိတ်ပြီးပြီဆိုရင်ခြေနှစ်ခါဆက်ထိုးပါ1နောက်ထပ်2ရက်တင်တိုင်လေး10ခါကိုထိုးပါမယ်1 2 3 4 10ခြေနှစ်ခါသွားမယ်ပြီးရင်ရှက်ကော်လေးနဲ့ပြန်ချိတ်ပါရှက်ကော်နဲ့ချိတ်မယ်ရှက်ကော်နဲ့ချိတ်ပြီးရင်နောက်ထပ်တစ်ပွက်ကိုတိုင်တိုလေးနဲ့လှမ်းချိတ်မယ်ပြီးရင်ခြေနှစ်ခါပြီးရင်နင်းတစ်တိုင်လေး10ခါထိုးသွားပါဒါဆိုရင်တော့ကျမတို့2ရက်တင်တိုင်လေးထိုးတာ10ခါရှိပြီပေါ့နော်10ခါရှိပြီဆိုရင်ခြေနှစ်ခါထိုးပါမယ်ခြေနှစ်ခါထိုးမယ်ပြီးရင်ဒီမှာပဲရှက်ကော်လေးနဲ့ချိတ်မယ်အဲ့ဒါဆိုရင်ဒါကကြတော့ကျမတို့လိုချင်တဲ့ဂတ်ကော့ပွဲရဲ့ဝက်ဖက်လေးရပြီပေါ့နော်ဒါဆိုရင်အလဲကမွေးပလေးကိုလုပ်ဖို့အတွက်ဒီမှာလက်မှာတစ်ဆက်ခါရေးပါမယ်1 2 3 4 5 6 9 10 10ဒါဆိုရင်10ရပြီပေါ့နော်10ရပြီဆိုရင်ပြန်ပြီးတော့ခြီပါမယ်ကျိုးလေးနဲ့ပြန်ချိပြီးပြီပေါ့အဲ့ဒါဆိုရင်ဒီလိုလေးဖြစ်နေတာလေးကိုဖတ်အောင်လိုက်လုပ်မယ်ပေါ့နော်ဖတ်လိုက်လို့ပါဟုတ်ပါပြီဒါဆိုရင်ကျမတို့လိုချင်တဲ့ခက်ခုတ်ပွင့်လေးတွေရလာပြီပေါ့နော်အားလုံးပဲစုပ်တိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်